ဆက်နားထောင်ခြင်းသေးလား ပုံမြင်လေးကတော့ကိုဘသူဘဝမှမသိတော့တဲ့လူသားတယောက်အိမ်မဆန်တဲ့ကဘာတစ်ခုထဲမှာနိုးထလာရကနေစတင်ခဲ့တာပါညနှုံးချွေနွေးနွေးအောင်မှာမျက်လုံးပွင့်လာတဲ့အခါသူမြင်လိုက်ရတာကလှပတဲ့လက်ပြလေးတစ်ကောင်ပါငါကတကယ်တော့ဘသူလဲပြီးတော့ဘယ်ကိုရောက်နေတာလဲဆိုတဲ့မေးခွန်းကသူ့ခေါင်းထဲမှာတဝဲလဲလဲဖြစ်နေခဲ့တယ်သူ့လက်ထဲမှာစာအုပ်တအုပ်ကိုစုပ်ကင်ထားမိနေတာသတိထားမိလိုက်တယ်စာအုပ်ထဲမှာတော့ပုံဝင်းကျင်ကိုတစ်ချက်လောက်ကြည့်လိုက်ပါအောင်အရန်လှမနေဘူးလားလို့ရေးထားတယ်တကယ်လဲသူရောက်နေတဲ့နေရာကပန်းတွေတောင်တန်းတွေနဲ့အင်မတန်တာယာလွန်းနေပါတယ်ဖန်ဆင်းရှင်ရဲ့လျှို့ဝှက်ချက်အဲ့ဒီအချိန်မှာပဲသူ့ခေါင်းထဲကိုအလင်းတန်းတစ်ခုဝင်လာတယ်လို့သူအရာအလုံးကိုသဘောပေါက်သွားတယ်ငါကဒီကဘာရဲ့ဖန်ဆင်းရှင်ပဲလို့သူရည်ရွက်လိုက်မိတယ်တိုးတက်လွန်းတဲ့ဤပညာတွေကြောင့်လူတွေကကိုယ်ပိုင်ကဘာတွေကိုဖန်တီးလာနိုင်ကြပြီလေဒီကဘာကြီးကသူ့เจ้าကပေးလိုက်တဲ့အင်စာတစ်ခုအနေနဲ့ဖန်တီးထားခဲ့တာဖြစ်လောက်ပါလိမ့်မယ်ဒါပေမဲ့တခုရှိတာကဒီကဘာတဲ့ကိုဝင်လာတဲ့အခါမှာစိတ်လှုပ်ရှားမှုပိုရှိအောင်သူ့ရဲ့မှတ်ဉာဏ်တွေကိုသူကိုယ်တိုင်ဖျောက်ထားခဲ့တာပါစာအုပ်ထဲမှာတော့ဒီကဘာထဲမှာနေထိုင်ရတာပူပျော်ဖို့အတွက်မင်းရဲ့မှတ်ဉာဏ်တွေကိုမင်းကိုယ်တိုင်ဖျောက်ထားခဲ့တာပါလို့ရေးသားထား MC ဟာသူရောက်ရှိနေတဲ့ကဘာတစ်ကြီးမှာရှင်သန်နိုင်ဖို့အတွက်အတော်လေးကိုစူးစမ်းနေရသူပါတနေ့မှာတော့သူဟာတောအုပ်ထဲမှာလမ်းလျှောက်ရင်းထူးခြားတဲ့အရာတစ်ခုကိုစမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီစာအုပ်ထဲမှာရေးထားတဲ့ cheat code တွေကိုသာသုံးလိုက်ရင်ငါ့ဘဝကြီးအများကြီးလွယ်ကူသွားမှာပဲလို့သူတွေးနေမိတာပါဒါပေမဲ့တစ်ဖက်မှာလည်းဒီကဘာကြီးကအန်ဒရယ်များတဲ့အတွက်အရန်ကြီးပေါ်ပေါ်တန်တန်နေလို့မဖြစ်ဘူးဆိုတာသူသိထားပါတယ်အဲ့ဒီချိန်မှာပဲအနားကနေဘျုံဆိုတဲ့ရေဘော့တန်လို့အတန်ထူးတစ်ခုကိုသူကြားလိုက်ရတယ်ဒီနားမှာရေကန်ရှိတာလားဆိုပြီးစူးစမ်းကျင်စိတ်နဲ့အတန်လာရာစီကိုအပြေးအလွှာသွားကြည့်လိုက်မိပါတယ်စိတ်လှုပ်ရှားလို့အချိန်မထိန်နိုင်ပဲရေကန်နာအောက်ဆင်းတဲ့မျက်ခင်းပေါ်မှာဘုံခနဲ့ဖင်ထိုင်လျက်လဲကျသွားပါတော့တယ်အဲ့ဒီလိုမဲကျသွားရင်ရေပြင်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့ MC တယောက်စွန့်အပ်သွားရပါတယ်ရေပြင်ပေါ်မှာပေါ်လာတဲ့ပုံရက်ကတော့သူထင်ထားသလိုမဟုတ်ပဲအရန်ကိုချောမောလှပတဲ့နှစ်သားတစ်ပါးလိုလူသားတယောက်ဖြစ်နေလို့ပါအနာဂတ်နည်းပညာတွေအထွတ်ထိပ်ရောက်လာတဲ့အခါလူသားတွေဟာထာဝရရှင်သန်ခြင်းနဲ့တဘာဝတရားကိုစိတ်ကြိုက်ပြောင်းလဲနိုင်တဲ့စွမ်းအားတွေကိုပိုင်ဆိုင်လာကြပါတယ်။အဲ့ဒီထဲမှာမှထူးချွန်တဲ့ကျောင်းသားတယောက်ဟာမိမိစိတ်ကူးနဲ့တည်းမဟုတ်ပဲလက်တွေ့အကောင်အထည်ဖော်လို့ရတဲ့ကိုယ်ပိုင်ကဘာတစ်ခုကို9နှစ်တိုင်အချိန်သေးပြီးဖန်တီးခဲ့ပါတယ်။သူဖန်တီးထားတဲ့ကဘာတဲကိုစတင်ဝင်ရောက်တဲ့အခါမှာတော့ထင်တလောက်မလွယ်ကူတာကိုတွေ့လိုက်ရပါတယ်။နည်းပညာအရဖန်ဆင်းရှင်ဖြစ်ပေမဲ့ထိုကဘာတဲကရုပ်ခန္ဓာကိုထိန်းချုပ်ရတာအသားမကျသေးတာကြောင့်လမ်းလျှောက်ရင်းချော်လဲတာမျိုးတွေဖြစ်ခဲ့ပါတယ်။ပို့ဆိုးတာကထိုကဘာတဲမှာအဆစားဖို့မေ့ရင်တောင်ဗိုက်စာပြီးတေဆုံးနိုင်ခြင်းရှိနေတာပါပဲသူ့ကိုကူညီပေးမဲ့သူကသူမဟုတ်လမ်းညွှန်ချက်ကတေသွားရင်ဒီကဘာတဲပြန်ဝင်ဖို့ခက်ခဲမယ်လို့သတိပေးပြီး cheat code လျှို့ဝှက်အကူအညီများပါတဲ့စာအုပ်ကိုပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလမ်းညွှန်ချက်တွေကကောင်းကောင်းနေပြီးကောင်းကောင်းတေပါဆိုတဲ့ပြောင်ဆက်စာသားတွေဖြစ်နေတာကြောင့်ဖန်ဆင်းရှင်လူငယ်လေးမှဒေါသထွက်ခဲ့ရပါသေးတယ်။နောက်ဆုံးမှာတော့အန်ဒီယယ်များလာတဲ့သူ့ရဲ့ကိုယ်ပိုင်ကဘာထဲမှာအသက်ရှင်တန်နိုင်ဖို့အတွက်စာအုပ်ထဲကလမ်းညွှန်ချက်အတိုင်းတက်တော်ဆောင်တယောက်ကိုအရင်ဆုံးရှာဖွေဖို့ဆုံးဖြတ်ပြီးခရီးဆက်ခဲ့ပါတော့တယ်။ဒီမှာတင်မဲ့အပိုင်းတစ်ဆက်သိမ်းထားခဲ့ပါတယ်။